ယမမင်းကြီးဤသန္တာတရားတော်ဒီကနေ့ညဓမ္မပရိခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဤမဟာကရုဏာကိုအာယုပြုကာတိကျုဖက်ဆိုအပ်သောဝန္ဒနာပနာမအပိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တော်အတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထပညာခြင်းရှင်တော်မြတ်ဘုရားသည်သဗ္ဗကောတိဟိပိဂရေကဘာအရင်အတွက်သေချာတို့ဖြင့်တော်လဲအဘယ်နေအန်ဒီတွေတိုင်းတာဖော်ပြခြင်းဟာမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဂတိဆွန်ကြီးကြီးဟုကျက်တိထဝေငါးတွယ်အစုအလုံးခဲရင်တော်မူလို့ကိုကရွန်တော်ဘုရားရှင်ယံဤတန်ကျိုးကိုအထုတော်မူရသည်ဖြစ်၍ခေရလက်ခြင်းရဲ့လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝါကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍချိန်ခံများစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတဝါများရဲ့တာကဲ့သို့တဏှာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြောက်မှန်ကိုလျော်၍ကရောယောကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းယမမင်းကြီးရဲ့သန္တာအလိုတရားချစ်ခင်သူတော်စင်ပြိတ္တတွေယမမင်းဆိုတာကြာဝနာဝရှိနေကြပါပဲသို့တော့ယမမင်းရဲ့အကြောင်းကိုလူတိုင်းသိချင်မှလည်းသိထားဖို့တော့အမတန်ကောင်းတဲ့အခါတချို့ရည်စက်ချအမျှဝေတဲ့အခါမှာငရဲတနဲ့ယမမင်းကြီးအား၎င်းဆိုပြီးတော့မျှဝေလေးရှိကြတယ်အဲ့ဒီယမမင်းဆိုတာတကယ်ရောရှိသလားရှိတယ်ဆိုတာမြတ်စွာဘုရားဟောကြားထားတဲ့တရားဓမ္မတွေမှာပါသလားဒီလိုမေးရပေါ့နော်တချို့အကြောင်းအရာတွေကသံဃာနာ6တန်တင်ထားတဲ့ပိဋကစာပေတွေထဲမှာမပါဘဲနဲ့လူပြောသူပြောအစဉ်အလာပြောလာလို့ရှိနေတဲ့အရှိတွေကရှိသေးတယ်ပေါ့ယမမင်းဆိုတာသံဃာနာ6တန်တင်တဲ့စာထဲမှာမပါဘဲနဲ့သူပြောကိုပြောအနေနဲ့ရှိတာလားလို့ဒါစဉ်းစားရမယ့်တစ်ချက်တစ်ခုယမမင်းကြောင်းနဲ့ဆက်နွယ်ပြီးတော့လူတွေသိကျင်ကြတယ်ငရဲဆိုတာရောတကယ်ရှိသလားတခြားတရိစ္ဆာန်ဆိုတာကတော့လူတွေကလက်ခံထားကြတယ်တချို့ကမိမိမျက်စိနဲ့မမြင်ရရင်မရှိဘူးလို့မြင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့တယ်32ဘုံဆိုတာနဲ့ပတ်သက်ပြီးတော့လူတွေမျက်စိထဲမှာမြင်လာတာလူဘုံနဲ့တရိစ္ဆာန်ဘုံဒီနှစ်ဘုံပဲလူတွေကသိကြတယ်အဲ့ဒါကြောင့်မို့လို့ချုပ်ပုဂ္ဂိုလ်တွေက32ဘုံဆိုတာဟာမရှိနိုင်ဘူးလူဘုံနဲ့
တရိစ္ဆာန်ပုံလူတွေမြင်ရတာဒီနှစ်ခုပဲရှိတယ်လို့မြန်မာပြည်မှာဒီလိုဟောပြောပြီးစာအုပ်တွေပါရေးထုတ်ခဲ့တာရှိတဲ့အခါကျတော့ပိဋကစာပေထဲမှာဘလို့ရှိတယ်လဲဆိုတာသိထားဖို့လိုအပ်တယ်လူဆိုတာတော့ကိုယ်အမြင်ကိုပြောကြတာသို့တော့စာလာပေလာလက်ခံထားတာဟုတ်ကလားဆိုတာသိဖို့အမှန်တမ်းအရေးကြီးတယ်အနုဘုဆိုလို့ရှိရင်ပြောကောင်းတဲ့လူကပြောသွားလို့ရှိရင်ဟိုလူပြောဟုတ်လို့ဒီလူပြောဟုတ်လို့နဲ့ဘာသာရေးနဲ့ပတ်သက်လာတဲ့အတွေးအခေါ်အယူအဆတွေကမှားယွင်းချွတ်ချော်မှုတွေလွှမ်းမိုးသွားနိုင်တယ်။ဒါကြောင့်မို့ငရဲဆိုတာတကယ်ရှိသလားစာပေကျမ်းကယမမင်းကြီးဆိုတာတကယ်ရှိသလားအဲ့ဒီအကြောင်းအရာလေးတွေကိုဟောပြောကြတယ်ဘုန်းကြီးတို့ဒီနေ့ခေါင်းစဉ်ပေးလိုက်တာယမမင်းကြီးရဲ့ဆန္ဒအဲ့တော့ယမမင်းကြီးရဲ့ဆန္ဒကိုမပြောခင်သာလပေလာငရဲဆိုတာရှိသလားဘုရားမြတ်စွာဟောကြားတော်မူတဲ့ထူထူသုတ်တန်တွေမှာနိရိယဆိုတဲ့စကားလုံးအမြဲတမ်းလို့သုံးတာရှိတယ်အပါယံဒုက္ခတေဝိနိပါတံတိရိဌာနာကတံမြတ်စွာဘုရားကအပယ်လေးပုံလို့သတုတ်ထဲမှာသုတ်တန်တော်တော်များများမှာမြတ်စွာဘုရားဟောထားတာရှိနိရိယဆိုတဲ့ငရဲပုံနဲ့ပတ်သက်ပြီးတော့လည်းတန်ခါ6တန်ပြင်ဒေသနာတော်တွေထဲမှာဒေဝတုတ္တသုတ်ဆိုနှစ်သုတ်ရှိအင်္ဂုတ္တရနိကေမှာလည်းဒေဝတုတ္တသုတ်ဆိုတာပါတယ်မစ္စည်းမနိကေမှာလည်းဒေဝတုတ္တသုတ်ဆိုတာပါတယ်မြတ်စွာဘုရားကိုယ်တိုင်ကတခြားသုတ်တန်တွေမှာလည်းအပယ်လေးပုံအကြောင်းဟောထားတာတွေများစွာရှိတယ်သာလပေလာရအပယ်ဆိုတာတကယ်ရှိတယ်ငရဲဆိုတာတကယ်ရှိတယ်ပေါ့တကယ်ရှိတယ်လို့ပြောအဲ့ဒီမှာမြတ်စွာဘုရားကသုတ်တန်တထုမှာဘယ်လိုဟောထားတော့ဆိုရင်လောကမှာအဓမ္မစရိယဓမ္မရဲ့ဆန့်ကျင်ဘက်အကျင့်တွေဒါတွေကဒုစရိုက်တွေပြောအကုသိုလ်အလုပ်တွေပေါ့ဓမ္မရဲ့ဆန့်ကျင်ဘက်အကျင့်တွေအဲ့ဒီအကျင့်တွေရှိနေသေးကြအဲ့ဒီအကျင့်တွေရှိနေသေးလို့အပယ်လေးပုံဆိုတာထင်ရှားရှိနေတာပါဒါစဉ်းစားကြကိုမမြင်ရပေမဲ့လို့ရှိတယ်ကဲဒီလောကမှာဘုန်းကြီးတို့စဉ်းစားကြည့်အဓမ္မစရိယတရားမဲ့ပြုခြင်းမှုဆိုတာလည်းရှိတယ်ရှိတယ်နော်အကုသိုလ်တရားတွေကိုပြုခြင်းနဲ့ဆိုပါစို့ကာယဒုစရသူများတတ်တယ်သူများဥစ္စာခိုးတယ်သူများတာမယာဆော့ကားတယ်ဆိုတဲ့ပူဖြစ်ပြုအပ်တဲ့ကျင့်ဆိုမနောဒုစရမုတ္တဝါဒပိဋိနာဝါစာဖရုတ္တဝါစာသမ္ဖပလာမလို့ဆိုတဲ့မနောဒုစရနှုတ်အကျင့်ဆို၄မျိုးအဘိဓမ္မာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ခြင်းမှုလောဘဗျာပါဒသူတစ်ပါးတွေတေချီပျက်စီးပါစေဆုံးရှုံးနေတာပါလေလို့ဒေါသနဲ့တွေးတဲ့အတွေးမိစ္ဆာဒိဋ္ဌိကံကံရဲ့အကျိုးကိုမြင်ပယ်တဲ့မှားရတော့မြင်ဆိုတဲ့မနောဒုစရအဲ့ဒီသဘာဝတရားတွေဟာလူတွေရဲ့တဏ္ဍာမှာရှိသလားမရှိဘူးလားဆိုတာအရင်စဉ်းစားအလုံးပိဋကအခုပြောခဲ့တဲ့ဒုစရိုက်ဆိုတဲ့မနောဒုစရိုက်တို့ဝစီဒုစရိုက်တို့ကာဒုစရိုက်တို့လူတွေရဲ့တဏ္ဍာမှာရှိမရှိပါဘူးရှိတာသိကြတယ်နော်အေးမြတ်စွာဘုရားဓာတ်တွေရှိနေလို့ရှိရင်အပေလေးပေါ်မှာရှိတယ်ကိုမျက်စိနဲ့မမြင်ရပေမဲ့အပေလေးပေါ်မှာရှိတယ်လို့လည်းဘာဖြစ်လို့ဓာတ်တွေရှိအကြောင်းရှိလို့ရှိရင်အကျိုးဆိုတာပါပဲဆိုပါတော့ချင်းနေနေရေတိုးလာတော့ကမ်းပေါ်မှာမေးတင်ရေတွေရှံတော့မယ်ဆိုရင်ရေမှတ်ရောက်တယ်ဆိုရင်
ပြောလို့မရဘူးလားချင်းချင်းမြစ်အညာအထက်မှာမိုးတွေတအားရောအားနေတယ်မသိနိုင်ဘူးကိုယ်ကတော့မမြင်ရဘူးမြင်ရတာကအောက်ချိန်မှာချင်းချင်းမြစ်ကြီးရေရှမ်းနေတာပဲသိတယ်အညာမိုးရွာတာကိုမြင်ရတယ်အေးမမြင်ရပြီမဲ့လို့ချင်းချင်းမြစ်ကြီးရေတွေရှမ်းနေပြီဆိုရင်အညာမှာမိုးတွေကောင်းနေတယ်လို့ပြောရင်မှားတာလားမှားဘူးအဲ့ဒါကိုအနုမာနဉာဏ်လို့ခေါ်တယ်အနုမာနဆိုတာအကြောင်းကိုထောက်ဆပြီးတော့အကျိုးတရားကိုသိရတယ်အကျိုးတရားကိုထောက်ဆပြီးတော့အကြောင်းတရားကိုသိရတယ်ဟောအတ္တမစရိယဆိုတဲ့အကြောင်းတွေကိုထောက်ဆပြီးတော့ကြည့်လိုက်လဲဆိုမကောင်းတဲ့အကျင့်ဆိုးတွေကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်ရဘဝဆိုတာမရှိနိုင်ဘူးမြတ်စွာဘုရားကတော့အဲ့လိုခေါ်တာပဲနော်မြတ်စွာဘုရားကတော့ရှိတယ်လို့ခေါ်တာထို့သောတံပါဠိတော်တွေနဲ့မြောက်များစွာငရဲဆိုတာရှိတယ်လို့ခေါ်တယ်ငရဲတရိစ္ဆာန်ပြိတ္တာအတုရတေအေးတရိစ္ဆာန်ရှိတာဆိုတာတော့လူတွေကမြင်ကြငရဲတို့ပြိတ္တာတို့အတုရကေတို့ရှိတယ်ဆိုတာလူတွေကမမြင်ကြဘူးမမြင်ညော့တချို့ပုဂ္ဂိုလ်တွေကဒါတွေကိုမရှိဘူးလို့ငြင်းခွေကြတယ်မြန်မာပြည်မှာကိုပဲ30ဘုံဝါဒဗုဒ္ဓလက်မခံဆိုပြီးတော့ရေးထားတဲ့စာအုပ်ဘုန်းကြီးတို့ငယ်ငယ်တော့ဖတ်ဘူးတယ်တကယ်တော့ဖြစ်နေတာကဗုဒ္ဓလက်မခံတာမဟုတ်ပါဘူးစာရေးတဲ့သူလက်မခံတာသူလက်မခံတာတော့ပဲဘုရားလက်မခံဘူးလို့ပြောတာနော်အဲ့ဒါလည်းစာရီဖတ်တဲ့အခါမှာဒါသတိထားတယ်နော်သတိထားတယ်ရေးထားတာတော့30ဘုံဝါဒဗုဒ္ဓလက်မခံတဲ့ဗုဒ္ဓကလက်မခံတာမဟုတ်ဘူး။ဘာဖြစ်လို့ဗုဒ္ဓလက်မခံဘူးဆိုတာပြောလို့ရတယ်။ထွတ်ထွတ်သုတ်တန်တွေမှာမြတ်စွာဘုရားအပေလေးကိုကြောင်းလက်ကြီးကြောင်းဓမ္မကြီးကြောင်းဟောထားတာလည်းများများရှိတယ်။အဲဒီသုတ်တန်တွေကသံဃာနာ6တန်ကျင်ထားတဲ့သုတ်တွေကြီးပဲဘုံ။ဒါကြောင့်မလို့မြတ်စွာဘုရားအကြောင်းကျိုးဆင်ခြင်ပြီးတော့ပြတယ်။လူတွေရဲ့သံဃာမှာအာဓမ္မစရိယလို့ခေါ်တဲ့အကုသိုလ်တရားဖြစ်ပွားနေမှုတွေရှိနေသောကြောင့်အပေလေးကိုငရဲတရိစ္ဆာန်ပြိတ္တာအတုရကေဆိုတာထင်ရှားနေတာပါတဲ့ဟုတ်တာပေါ့လောကမှာဒီအမျိုးမျိုးပေါ်တယ်ရာဇဝသားတွေကိုထိမ့်သိမ့်ဖို့ထောင်းဆိုတာမျက်မှောက်ခင်မှာမရှိဘူးရှိတယ်နော်အဲ့ဒါမျိုးလိုပဲသဘာဝတရားမှာလည်းဒါမျိုးတွေရှိတယ်ရှိတယ်ဆိုတာကိုသိချင်သိအောင်လို့ကွာစဉ်းစားကြည့်နောက်တစ်ခုမြတ်စွာဘုရားကစัจ jit တဲ့အနေနဲ့ပြောတယ်အာဓမ္မစရိယဆိုတဲ့တရားမဲ့ပြုခြင်းမှုဇယိုက်ဆိုးတွေရှိတယ်လို့ပဲဓမ္မစရိယစိတ်ကောင်းနှလုံးကောင်းရှိပြီးတော့ကုသိုလ်တရားတွေပြုကျင့်နေတယ်တရားတော်တိုင်ဆောင်ရွက်လုပ်ကိုင်နေကြတာရောလောကမှာမရှိဘူးဆိုလိုတာကသူများအသက်တတ်တဲ့ပုဂ္ဂိုလ်ရှိတယ်လို့သူများအသက်တန်မှုမှရှောင်ကျဉ်တဲ့ပုဂ္ဂိုလ်မေတ္တာထားတဲ့ပုဂ္ဂိုလ်တော့မရှိဘူးဓမ္မစရိယဆိုတဲ့ကောင်းတဲ့အကျင့်တရားတွေကိုရှင်းပြပြောလို့အထုတ်နေတဲ့ပုဂ္ဂိုလ်တွေရှိနေလို့လူကြီးဆိုတာရှိနေတယ်တဲ့နတ်ကြီးဆိုတာရှိနေတယ်။ဘာဖြစ်လို့လဲဆိုရင်ကုသိုလ်တရားတွေပြုလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးပေးရပုံဆိုတာရှိဖို့မရတယ်။ဘုံကိုညှင်းပယ်လိုက်တာတဲ့တိုင်နဲ့ကံတရားကိုညှင်းပယ်ရရောက်မသွားဘူးလား။ဟုတ်ပါလေ။ဘာဖြစ်လို့လဲဆိုရင်အကြောင်းတရားကိုညှင်းပယ်လိုက်အကျိုးတရားကိုညှင်းပယ်လိုက်ရင်အကြောင်းတရားညှင်းပယ်ပြီးသားဖြစ်သွားတယ်။အကြောင်းတရားကိုညှင်းပယ်ရင်အကျိုးတရားကိုညှင်းပယ်ပြီးသားဖြစ်တယ်။ဘာဖြစ်လို့လဲအကြောင်းနဲ့အကျိုးဆိုတာဆက်ဆက်ပြီးတော့နေတာ။ဒါကြောင့်မို့မြတ်စွာဘုရားကဟောတာရှင်းရှင်းလေးရဲ့မကောင်းမှုဒုစရိုက်တွေရှိနေလို့ငရဲတရိစ္ဆာန်ပြိတ္တာအတုရကေလို့ဆိုတဲ့အပေပုံတွေရှိနေတာတဲ့။ကောင်းတဲ့ဒုစရိုက်တရားတွေထွန်းကားနေလို့လူပညာပြည်ဆိုတာရှိနေတာတဲ့။ဒါထင်ရှားတဲ့မြတ်စွာဘုရား
တွေးကြခေါ်တာအောင်လို့ဟောကြားပေးတာအဲ့တော့ငရဲဆိုတဲ့ဘုံဘဝတကယ်ရှိနေပြီလို့ဆိုတဲ့အခါအဲ့ဒီလူတွေပြောနေကြတဲ့ငရဲတဏ္ဍဇမမင်းကြီးဆိုတာတော့ရှိတာလို့မြတ်စွာဘုရားကဒေဝတုတ္တသုတ္တမှာဇမမင်းအကြောင်းဟောတာရှိငရဲကိုကြီးစိုးထားတဲ့ဇမမင်းကြီးဆိုတော့လူတွေကကြောက်ကောင်းကြောက်တယ်နော်ဇမမင်းကြီးကိုကြောက်ကြဇမမင်းကြီးကကြောက်စရာမကောင်းအမတန်ရှိစရာကောင်းတယ်ပြောကြည်ညိုစရာကောင်းတယ်မှာအဲ့တော့ဇမမင်းဆိုတာဘယ်သူလဲလို့မေးလို့ရှိရင်ဇမမင်းဆိုတာဝေမာနိကပေတရာဇာဗိမာန်ရှိတဲ့ထိတ်တာတွေကထိတ်တာဘယင်ကြီးတူပါအဲ့ဒါတယောက်တည်းရှိတာမဟုတ်ဘူးတဲ့သူကတကယ်သူတော်ကောင်းကြီးပဲဇမမင်းကြီးဆိုတာတကယ်သူတော်ကောင်းဒီမှာကြောက်ကြရမလို့အမတန်ကရုဏာတက်တယ်သူ့ရဲ့ဘုံဘဝကပေတလို့ဆိုတဲ့အတွက်ကြောင့်ဒီဝိမာနိကပိတ္တာဆိုတာတချို့ဟာကစတုမာရဲ့တတ်တိုင်းမှာအပါအဝင်ဖြစ်တယ်ပေါ့စတုမာရဲ့နတ်ဆိုတော့နတ်ပြည်6ခါမှာအနေဆုံးနတ်ပြည်ပေါ့သူကဝိမာနိကပိတ္တာလို့ဆိုတော့သိပြီးတော့အစဉ်တန်းမြင့်တဲ့နတ်တော့မဟုတ်ဘူးဘုံမိတ်မှန်လည်းရှိတယ်အစွမ်းတကူလည်းရှိတယ်သူ့ရဲ့အစွမ်းဖြစ်တဲ့လက်နဲ့ကပါလို့ဆိုရင်မျက်လုံးနဲ့ဇမမင်းကြီးရဲ့အစွမ်းဆက်ဆုံးလက်နဲ့ကမျက်လုံးနဲ့တခြားလက်နဲ့သုံးเสียမလို့ဘူးမျက်လုံးနဲ့ကြည့်လိုက်တာလည်းအကုန်လုံးကသူကနှိမ့်နေပြီးသားဖြစ်သွားတယ်သူ့မျက်လုံးကအလုံးအစွမ်းထက်တယ်ဒါကံမစည်းတွေနော်ဆိုပါတော့တရိစ္ဆာန်တွေမှာတချို့ကောင်းတွေအဆွဲရှိကြတယ်။မွေလည်းအဆွဲရှိတယ်။မွေလည်းပဲတချို့နဲ့တချို့မတူကြဘူးပေါ့။အေးမွေကြတော့ကံမစည်းပါလာသေးတယ်။သူ့အဆွဲထဲမှာမရှိတယ်ဆိုအစိတ်ရှိတယ်။ဒီအစိတ်ကဘယ်လိုပေးတာလဲဆိုရင်ကံကပေးတာ။သူ့ဘဝကာကွယ်ဖို့ပဲသူကပေးတယ်။စိတ်ရှိရန်သူတွေကိုဖယ်ရှားပြနိုင်တဲ့အစိတ်ရန်သူတွေကိုတွန်းလှန်နိုင်တဲ့အစိတ်မွေတွေကနောက်နဂါးတို့အမတန်မှတကူကြီးတဲ့နဂါးကြီးတွေဆိုလို့ရှိရင်အမတန်မှပြင်းထန်တဲ့အစိတ်တွေရှိကြတယ်။ဒါတွေကကံပစိတ်တွေခေါ်တယ်။ကံကပေးတဲ့ဆွမ်းရည်တတိတွေပေါ့။ဆိုတော့ငှက်တွေမှာပဲကြည့်ငှက်တွေမှာအတောင်ကလေးတစ်ဖက်ရိုက်ပြီးတော့အမေတန်မြင့်တဲ့ကောင်းကင်ကိုပြန်သွားနိုင်လူတွေမလုံးနိုင်ငှက်တွေကောင်းကင်ပြန်လာတာသူကပေးတာလဲဆိုကံကပေးတယ်အဲ့ဒါကိုကံစိတ်လေးကိုခေါ်တယ်ဒါနဲ့လူတွေမှာကံကပေးတဲ့တကူရှိတာဆိုရှိတယ်လူတွေမှာလူတွေရဲ့အစွမ်းတကူကဘယ်တော့ရှိတယ်လူတွေရဲ့အရှိန်ကလူမြင်လိုက်တာနဲ့တရိစ္ဆာန်တွေကအနာဖြတ်လူရဲ့ကံစိတ်တွေလူမြင်လိုက်တာနဲ့တိရစ္ဆာန်နာအေးလူကလည်းတစ်စိမြင်တော့အဲ့ဒါနဲ့သူ့ကိုကြည့်ရနော်အဲ့တော့တစ်စိမှာလည်းသူ့ကံစိတ်တွေအသီးသီးရှိကြတယ်ဟောကောင်းပြီယမမင်းကြီးဆိုတာဝေမာနိကပေတဝေမာနိကဗိမာန်ရှင်ဖြစ်တဲ့တိတ်တာဘုရင်ကြီးတဲ့သူ့မှာလည်းအမြဲတမ်းချမ်းသာဒုက္ခရတာမဟုတ်ဘူးတိတ်တာဆိုတာကကြားလို့ရတယ်မလားတချို့ကကုသိုလ်ကောင်းမှုကနေလုပ်တယ်ညကျတော့အကုသိုလ်လုပ်တယ်ဆိုရင်နေ့ကျတော့ချမ်းသာဒုက္ခစံစားပြီးတော့ညကျတော့ဒုက္ခခံဟောနေ့စံညခံဆိုတဲ့တရားတချို့ကျတော့ညအခါကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့နေ့ကျတော့အကုသိုလ်တွေလုပ်နေတဲ့အတွက်ကြောင့်ဟောညအခါကျတော့ချမ်းသာဒုက္ခခံစားရပြီးတော့နေ့ကျတော့ဆင်းရဲဒုက္ခခံညဆံနေ့ခံစိတ်ဓာတ်တွေအဲ့လိုလောကမှာတတ္တဝါတွေဆိုတာဘယ်သူမှပြည့်မိမှုဆိုတဲ့အတိုင်းကိုလုတ်ခဲ့တာတွေကိုခံနေတာအေးဇမမင်းကြီးဆိုတာ
ဘုံမိတ်မှန်ရှင်ဖြစ်တဲ့ပေတရာဇာတိတ်တာခင်းကြီးတစ်ခုဖြစ်တယ်သူကိုယ်တိုင်လည်းကံကောင်းအကြောင်းတဲ့အခါမှာပြဿနာတွေဆင်းရဲဒုက္ခတွေခံရရှာခံရရှာအဲ့လိုခံရတဲ့ဒီမှာလေးဟာအများတ attva တွေကိုတဏှာလို့ငရေရောက်သွားလို့ရှိရင်စိတ်ဒုက္ခရှိအပေလေးပုံထဲမှာဆိုးဆိုးကငရေပဲဒါကြောင့်မို့ငရေဆိုတဲ့စကားလုံးကိုပါဠိစာထဲမှာနိရယနိဆိုတာမရှိဘူးအယဆိုတာချမ်းသာဒုက္ခချမ်းသာဒုက္ခတစ်စက်မှမရှိတဲ့နေရာကိုငရေလို့ခေါ်တယ်ချမ်းသာဒုက္ခတွေကင်းနေအခုဘုန်းကြီးတို့တရေတိဒီလောကရောက်နေကြတဲ့အခါမှာပျော်လို့ရှင်လို့အမြဲတမ်းအမြဲတမ်းလို့ချမ်းသာဒုက္ခရနေကြလူတွေမှာတောင်မှပဲတစ်ခါတည်းကျတော့ချမ်းသာဒုက္ခဆုံးရှုံးသွားတာရှိတယ်ဒီကောင်းတဲ့ကတာဖြစ်နေတာလို့ခေါင်းကိုက်တာလို့သွားကိုက်တာလို့ပြဿနာကျုံနေတာလို့ဟောအဲ့ဒီချိန်မှာချမ်းသာဒုက္ခတွေမဆုံးရှုံးဘူးလားဆုံးရှုံးနေအဲ့ဒီလိုဆုံးရှုံးနေတဲ့အချိန်တွေဘလောက်ခံရလူတွေမှာတောင်ခံစားရတယ်ဆိုအေးငရဲဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေကတော့ချမ်းသာဒုက္ခထာဝရဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေပါမြတ်စွာဘုရားကသာယုတ်ပါဠိတော်မှာဟောထားတာလေးရှိတယ်ယဟန်တွေကိုတတိပေးတဲ့အနေနဲ့จิตာယဟန်တို့တဲ့သင်တို့ဟာစိတ်ကံကောင်းကြတယ်လူဘုံလူဘဝရအမတန်မှကံကောင်းတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ငရဲဘဝကြာနေကြတဲ့ငရဲဘုံရောက်နေကြတဲ့တ attva တွေဟာတဲ့မျက်စိကမြင်ရသမျှတွေဟာအကောင်းတစ်ခုမှမပါဘူးအဆိုးကြီးပဲစိတ်ချမ်းသာစရာတစ်ခုမှမရှိဘူးလို့ပြောမြင်ရသမျှမြင်ခွင့်နေတာအမလေးအလိုလေးတွေးရဲတန်ရဲအော်ဖြစ်ကိုကြွေးနေတဲ့မြင်ခွင့်တွေကအနိဋ္ဌာရုံတွေရှိတယ်လို့မြင်ရတယ်အတန်ကြားတာလည်းတာရတဲ့အတန်ဆိုတာလည်းကျတော့မကြားဘူးနားထဲမှာမခံရတဲ့အတန်တွေလည်းကြားနှာခေါင်းကဗနတ်ရတဲ့အခါလည်းအမတန်ဆိုးတဲ့နှာခေါင်းပိတ်ထားတဲ့နောက်အောင်ပြင်းထန်တဲ့အနံ့ဆိုးကြီးတွေပဲရှိတယ်လျှာမှာအရသာခံတဲ့အခါမှာလည်းကောင်းတဲ့အရသာဆိုတာတစ်ခုမှမရှိဘူးခန္ဓာကိုယ်လာထိတာဆိုတာသက်တာတစ်ခုမှမရှိဘူးအဆိုးကြီးပဲဟောညဉ့်ညာကြားတာနာလေးတာထိတာမှန်တယ်ဒီအာယုန်တွေဟာအဆိုးအာယုန်တွေနဲ့ဒီခံစားရတယ်ငရဲဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားတုတ်တန်တဲ့ရှင်းပြီးတော့ဟောတာလူပြည်မှာဆိုလို့ရှိရင်ကောင်းတာမြင်ရတယ်မကောင်းတာမြင်ရတယ်လို့ကောင်းတာမြင်ရတယ်ကောင်းတာရောမကောင်းတာရောမြင်ရတယ်သို့သောကောင်းတာတွေကိုပိုမြင်ရတယ်အတန်ကြားတဲ့အခါမှာလည်းမကောင်းတဲ့အတန်ကောင်းတဲ့အတန်ကြားရတော့လည်းကောင်းတဲ့အတန်ပိုကြားရတယ်ဟောချမ်းသာဒုက္ခတွေရမှာကြတယ်လူပြည်လူဘုံလူဘဝဆိုတာဒုက္ခနဲ့ဒုက္ခရောပြီးတော့နေအဲ့ဒီဒုက္ခဒုက္ခရောနေတာကိုကတတိခိုင်မာခြင်းရဲ့အကြောင်းတရားဖြစ်တယ်လူတွေရဲ့ထူးခြားတဲ့ချမ်းသာဒုက္ခတက်သက်ရှိမယ်ဆိုရင်လူတွေဟာတတိလေးကြတယ်နတ်တွေကလူတွေတော့တတိမကောင်းဘူးဘာဖြစ်လဲအမြဲတမ်းပျော်စရာတွေနဲ့ရှိတယ်ကဲဘုန်းကြီးတို့တွေကြည့်တယ်ဗီဇင်းရှိမှရုပ်ရှင်မော့နေတဲ့အချိန်မှာကျန်တဲ့လေးတွေချမ်းသာဒုက္ခခံစားနေပြီဆိုအကုန်မေ့တော့နတ်တွေကချမ်းသာဒုက္ခအမြဲခံစားနေရတဲ့အတွက်နတ်တွေမေ့အလုံးကုန်မေ့တယ်လူတွေကတော့ဒုက္ခဒုက္ခတလဲကြီးဖြစ်ပြီးတော့တတိတရားကိုကောင်းနေတယ်ဒီလိုဆိုရတာရှိတတိပို့ပြီးတော့ခံရဲဒါကြောင့်မို့လို့လူကြီးကပို့ပြီးတော့တန်ဖိုးရှိတယ်ပြောတာနော်နတ်ဘုံကချမ်းသာပါရဲ့လူတွေချမ်းသာသို့သောကုသိုလ်ကောင်းမှုလုံးနိုင်တဲ့ရှိကောင်းမှကြည့်လိုက်လို့ဆိုရင်လူဘုံလူဘဝမမီလူဘုံကအမတန်မှတန်ဖိုးရှိတယ်ဒါကြောင့်မို့နတ်ပြည်ကနတ်တူစုတည်စိတ်ကြတော့မယ်ဆိုပါတော့
လူတွေကိုဖြားနာနေတာလည်းမဟုတ်ဘူးယောဂဝေဒနာရနေတာလည်းမဟုတ်ဘူးကံကြမ္မာပေါ်မှာမိတီပြီးတော့နတ်သားတယောက်နတ်သမီးတူသုတေတံဒီဆိုလို့ရှိရင်အတိတ်မိတ်ကလေးတွေပေါ်လာဘာတွေအတိတ်မိတ်ပေါ်လာလို့ဆိုလို့ရှိရင်ဘုရားရဲ့အဝတ်လေးကနွားလာစင်ထားတဲ့ပန်းလေးကညှိုးလာခါတဲ့ဘယ်တော့မှအဝတ်မှာနွားတယ်လို့ရှိဟုတ်ရတယ်လို့ရှိအမြဲတမ်းသိတဲ့လမ်းခတ်နေပန်းထားတဲ့ပန်းလာလည်းအမြဲတမ်းသိတဲ့နေတယ်ပြီးတော့သူတို့ခန္ဓာကိုယ်ကဘယ်တော့မှချွေးချက်မရှိလူပြေမှာဆိုရင်အိုးပူအိုက်ဘူးဆိုရင်ချွေးတဲ့ကြနတ်ရဲ့ခန္ဓာကိုယ်မှာချွေးချက်ချွေးထွက်လာပြီဆိုရင်အဲ့ဒီနန္ဒနာတည်းစုတွေတော့ဝတ်ထားတဲ့ဘုနွမ်းလာတဲ့ပန်းကြီးညှိုးလာတဲ့ပတ်ထားတဲ့ပန်းညှိုးလာတဲ့ဂျိုင်းကချွေးထွက်လာတဲ့ခန္ဓာကိုယ်မှာလည်းအလှပြည့်တဲ့အနေထားလေးတွေပေါ်လာတယ်ခါရဲဆိုရင်နတ်တွေရဲ့ခန္ဓာကိုယ်ကအမြဲတမ်းဝင်းဝါလှပပြီးတော့နေတယ်ဒီကနေ့လာပြီဆိုလို့ရှိရင်အယောင်လေးတွေကလည်းညှိုးလာပြီးရုပ်ပြည့်တဲ့ကလေးဖြစ်လာတယ်ပြီးတော့မိမိနေတဲ့ဘုံဘိမှာနေခြင်းလေးမရှိပြင်းလာကိုသွားခြင်းဒီသွားခြင်းတွေဖြစ်လာအဲ့ဒါနမိတ်၅ပါးလို့ခေါ်တယ်နတ်တွေစုပေတော့မယ်ဆိုလို့ရှိရင်အဲ့ဒီနမိတ်တွေပြအဲ့ဒီလိုနမိတ်တွေပေါ်ထင်းလာပြီဆိုလို့ရှိရင်အဖော်တဲ့ဖြစ်တဲ့နတ်တွေကသူ့ကိုဘယ်ခေါ်သွားကြလဲဆိုရင်ဥယျာဉ်နဲ့ဆက်ခေါ်သွားတယ်နန္ဒမောဥယျာဉ်ဆိုတာအလုံးကိုလှပတဲ့ဥယျာဉ်ကြီးတရားတော်မှာကိုစိတ်ပြည့်နေတဲ့စိတ်ကြကြနေတဲ့နတ်တော်နန္ဒမောဥယျာဉ်ကြီးတဲ့ရောက်သွားပြီဆိုလို့ရှိရင်မေ့သွားတယ်အဲ့တော့ပြောကြကောင်းပါတယ်အဲ့ဒီနန္ဒမောဥယျာဉ်ကြီးတဲ့ဆက်ခေါ်သွားပြီးတော့သူ့ဘာပြောကြလဲဆိုရင်တကယ်ချင်းသူကတိဘုံကိုရောက်သွားလိုက်ပါတရားမှမကြောက်နဲ့တည်လို့ရှိရင်သူကတိဘုံကိုစိတ်ညွတ်တာသူကတိဘုံကိုရောက်အောင်သွားသူကတိဘုံရောက်သွားပြီးတဲ့အခါကောင်းဆုံးသောအရာကိုရအောင်ယူတဲ့အဲ့ဒီရထားတဲ့အရာကိုမင်းခိုင်ခိုင်မာမာဖြစ်ပါစေအဲ့ဒီကံသုံးလုံးမှားလိုက်ကြဝိုင်းပြီးတော့တိုက်ကြအေးသူကတိဘုံသွားဆိုတာဘယ်ကိုသွားခိုင်းတာလဲဆိုလူကြီးကိုသွားခိုင်းတာလူကြီးကိုသွားအကောင်းဆုံးသောအရာကိုရအောင်ယူဆိုတာဘာလို့ဆိုရင်တရားတရားဟောယုံကြည်မှုမှမရှိလို့ရှိရင်တော့ကုသိုလ်ရေးမှာစိတ်ဝင်စားမှုမရှိဘူးဆိုရင်ဘယ်လိုမှလုပ်မဟုတ်ကုသိုလ်ပေါ်မှာစိတ်ဝင်စားတာတို့ကံကံရေးကျိုးကိုယုံကြည်တာတို့ဆိုရင်တတ်တာအားလုံးပဲလမ်းပွင့်ပေးတာဆိုတော့သူရှိတယ်အဲ့ဒါအကောင်းဆုံးလက်ကိုနတ်တွေကယူဆအဲ့ဒီရထားတဲ့တတ္တတရားကိုလည်းခိုင်မာအောင်လုပ်ပါအဲ့ဒီအချက်၃ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်သေတော်ကိစ္စရှိဘူးလူပြည်ရောက်ပါတယ်တရားတရားလည်းရှိတယ်တရားတရားခိုင်မာတယ်ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးနတ်ပြည်ပြန်ရောက်မှာပဲသိချင်တော့အဲ့ဒါကြောင့်မို့လို့ဒီစကားသုံးခုပြောပြီးတော့တိုက်တယ်ဒါနတ်ပြည်ရဲ့ဆန္ဒလူဟာလူပြည်လူဘဝအမတန်မှတန်ဖိုးထားဘာဖြစ်လို့တန်ဖိုးထားတာတော့လူဘဝကသူတို့ရဲ့ချမ်းသာလို့တန်ဖိုးထားတာမဟုတ်ဘူးသူတို့ရဲ့အသက်ရှည်လို့တန်ဖိုးထားတာမဟုတ်ဘူးသူတို့ရဲ့စလို့တန်ဖိုးထားတာမဟုတ်ဘူးဘာအတွက်တန်ဖိုးထားတာတော့ကုသိုလ်လုပ်ခွင့်ရတန်ဖိုးထားတာတန်ဖိုးထားတာလည်းတူနော်နတ်ရဲ့ချမ်းသာဒုက္ခနဲ့သာမရဲ့လူရဲ့ချမ်းသာဒုက္ခကဘာမှပြောကြရရှိမပြောတော့ဘူးမနိုင်ဆိုင်တော့ဘူးနတ်ရဲ့အသက်နဲ့လူအသက်တန်းကိုရှင်ကြည့်နေတယ်လူအသက်အမတန်တိုးတယ်မပြောမှတော့ဘူးနတ်ရဲ့အသင်းရောင်နဲ့လူရဲ့အသင်းရောင်ဆိုတာလည်းရှင်လို့မရဘူးသို့တော့အဲ့ဒီနတ်တွေလူကြီးတန်ဖိုးထားနေတယ်ဘာကြောင့်တန်ဖိုးထားလဲဆိုတော့ဒီလိုကောင်းမှုလုပ်နေရတယ်သူတို့ကောင်းမှုကိုသိပြီးတော့တန်ဖိုးထားကြတယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့ဘဝဒီကံပေါ်မှာနေပြီးတော့တက်ရှင်ရတယ်တဲ့။ကမ္မပရိပတ်စီကံအကျိုးနဲ့တက်ရှင်ရတယ်။ဘုံဘဝ
ဒီကောင်းပြီနတ်တွေကသူတို့ရဲ့စိတ်ခန္ဓာဒီလိုရှိတယ်ငရဲတနည်းယမမင်းကြီးဆိုတာသူ့ရဲ့ခန္ဓာဘာလဲယမမင်းကြီးကသူတောင်းတာတဲ့ခန္ဓာနော်ဘုန်းကြီးတို့လူကြီးကလူတွေကဘာများတောင်းတာကြတချို့ကနတ်ပြည်တောင်းတာပါပဲယမမင်းကြီးကဘာလို့တောင်းတာလဲဆိုလို့ရှိရင်အဟောဝတ္တမနုဿတ္တံတပိလူဘဝရတဲ့လိုက်တာဟောနံပါတ်1နော်ယမမင်းကြီးရဲ့ခန္ဓာနံပါတ်1ကလူဘဝကိုရချင်အခုတရားရှိခိုးကြတော်တဲ့ပြိဿတဲ့ဘုန်းကြီးတို့တွေကလူဘဝရနေတယ်နတ်တွေကတန်ဖိုးထားတဲ့လူဘဝကိုရနေတယ်ဘာကြောင့်တန်ဖိုးထားတယ်ကုသိုလ်လုပ်ပေးတာတရားဓမ္မကိုထူးထူးခြားခြားသိနေတန်ဖိုးထားတယ်အေးယမမင်းကြီးရဲ့နံပါတ်1ခန္ဓာဟောပတ္တမနုဿတ္တမဘေငါလူဘဝရကြတဲ့အခါဒါတခုလူဘဝရတဲ့အခါလူပြည်လူလောကမှာဖျားပွင့်တာနဲ့လည်းကြုံရလိုက်တာသူရဲ့ဆံအခုဘုန်းကြီးတို့တွေလူဘဝလည်းရနေကြပြီဖျားပွင့်တဲ့အခါနဲ့လည်းဆုံးနေကြဇမမင်းကြီးရဲ့ခန္ဓာပြုတယ်လို့ဘုန်းကြီးတို့တွေရနေတယ်ဆိုတာကိုယ့်ကိုသင်သေးတယ်အချိန်ကောင်းရှိနေတယ်အခွင့်ကောင်းကြီးရနေတယ်ဆိုတာကိုအလေးနဲ့ထားနော်အလေးနဲ့မထားဘူးဆိုရင်ကိုယ့်ဟာကိုယ်တန်ဖိုးမသိလို့ရှိတန်ဖိုးရှိမှမသိလို့ရှိရင်အနာအချိန်ကိုရတယ်တန်ဖိုးကိုတန်ဖိုးရှိမှမသိလို့ရှိရင်တန်ဖိုးမရှိတဲ့အချိန်တန်ဖိုးမရှိတဲ့အလုပ်တွေအချိန်ကိုသွားနိုင်တယ်ဒါကြောင့်တန်ဖိုးသိလို့လေအေးယမမင်းကြီးရဲ့ခန္ဓာလူဘဝရတဲ့ခိုင်ကငါလူဘဝဖြစ်နေတဲ့အချိန်မှာဘုရားဖွင့်တဲ့အချိန်နဲ့တွေ့ချင်တယ်ကြုံချင်တယ်အဲ့ဒီဘုရားကိုလည်းငါစိတ်ကကိုးကွယ်ခွင့်ရကြတယ်ဘုန်းကြီးတို့တွေဒီချက်တွေပုံရနေပြီနော်အဲ့ဒီမြတ်စွာဘုရားကငါ့ကိုတရားဟောရင်သိကောင်းပါလေဘုရားဟောတဲ့တရားကိုငါနာကြသိရရင်နားလည်ရင်သိကောင်းပါလေဟောငါချက်နော်ယမမင်းကြီးခန္ဓာအမြဲတမ်းတန်ဖိုးရှိလူဘဝရကြတယ်လူဖြစ်နေတဲ့အခိုက်ဘုရားပွင့်တာနဲ့ကြုံနေတယ်အဲ့ဒီတရားကိုစိတ်ကကိုးကွယ်နေတယ်ဘုရားဟောတဲ့တရားကိုနာခြင်းနဲ့အဲ့ဒီတရားကိုသိခြင်းဟောဒီငါးခုကိုဓမ္မမင်းကြီးရဲ့ဌာနပဲမြတ်စွာဘုရားကဒီသုတ်တံမှာဟောတာဓမ္မမင်းကြီးဟာငရေသားတွေရဲ့ဆင်းရဲဒုက္ခတွေကိုကြည့်ပြီးတော့အခုလိုသူဟာတဒန်းတာကဆန္ဒတွေကိုထုတ်ခေါ်တာအဲ့ဒီလိုဓမ္မမင်းကြီးဟာဆန္ဒကိုထုတ်ခေါ်တယ်ဆိုတာသူများပြောတာကိုငါကြားတာမဟုတ်ဘူးသူများစီကသင်သိရတာမဟုတ်ဘူးငါတို့လည်းမြင်နေငါတို့လည်းကြားတယ်လက်ဆောင်နော်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကဒိဗ္ဗစက္ခုလို့ခေါ်တဲ့ထူးခြားတဲ့အပေမြင်မျက်စိကြီးရှိနေတာအဲ့ဒီအပေမြင်မျက်စိကြီးနဲ့ဖြန့်ပြီးတော့ကြည့်ထားလိုက်တဲ့လောကမှာရှိတဲ့အရာခတ်သိမ်းမှုမိဒီဖြစ်စေဝေဒီဖြစ်စေသေးဒီဖြစ်စေကြီးဒီဖြစ်စေအကုန်လုံးမြင်ရတယ်အတန်ကြားလို့ရတယ်ဒိဗ္ဗသောတာဆိုတဲ့ထူးခြားတဲ့တကုတ်ပါဝါရှိတဲ့နားကိုဖန်ဆင်းထားလိုက်လို့ရှိရင်ပြောရမြအတန်တွေအကုန်ကြားရတယ်ရှင်မမင်းကြီးကသူဆန္ဒထုတ်ပေါ်တာမြတ်စွာဘုရားကကိုယ်တိုင်သိတယ်ကိုယ်တိုင်ကြားတယ်ကိုယ်တိုင်မြင်အဲ့ဒါကိုငါဟောတာမယုံပါဆိုလို့နော်ငါကိုယ်တိုင်သိငါကိုယ်တိုင်မြင်တာသူများစီကနေကြားလို့ငါတစ်ချက်ပြောရတာမဟုတ်ဘူးတဲ့အဲ့ဒီသုတ်တံအရာဆိုရင်ရှင်မမင်းကြီးရှိတယ်ဆိုတာတကယ်ဟုတ်တယ်ဒါဖြင့်ဒီရှင်မမင်းကြီးဟာဝေမာလိကပေတရာကစိတ်ကဘုရင်ကြီးလို့ဆိုတော့ငရဲကိုသူပါဠိဆက်သွား။ဘာဖြစ်လို့သူကငရဲကိုသွားပြီးတော့ငရဲကိုသွားအုပ်ချုပ်ရတယ်တကယ်တော့သူဟာစေတနာဝန်ထမ်း
တကယ်စေတနာဝင်တာငရဲကြလာတဲ့တ attva တွေကိုတဏှာလုံးလို့လွတ်ရလွတ်ကြောင်းကိုသူကရှာပေးတာလမ်းဖွင့်ပေးတကယ်သူတော်ကောင်းကြီးကဲတင်မလို့ငရဲတကားတွေသွားဆောက်အလုံးပြက်အကံပြက်အဲ့ဒီမှာသွားနေတာသူ့ဘယ်သူမှတောင်းအောင်ပေးတာမဟုတ်ဘူးနော်ဘယ်သူမှတောင်းအောင်ချထားတာမဟုတ်ဘူးငရဲရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုသူကဖြောင်းဖြောင်းဖြားဖြားနဲ့ငရဲရတယ်ပြီးတော့လွတ်ရလွတ်ကြောင်းကိုလမ်းစပေါ်ပေးနေတယ်ဒါဖြင့်သူကကဲနိုင်တဲ့ပါဝါသူ့မှာရှိတာမရှိဘူးသူမကဲနိုင်ပါဘူးဒီဟာကအမတန်မှတော်ဟောကြတယ်နော်သိချစဉ်းစားကြည့်လောကလူတွေကပြောကြတယ်လူတယောက်ဟာအသက်အန္တရာယ်ကြုံလို့လူကကဲနိုင်တယ်ပြောကြတယ်ဆိုတော့ယောဂဝေဒနာဖြစ်ဘယ်ဆရာကသိသိပြီးကဲလိုက်တယ်တကယ်ကဲတာကဘယ်သူကတော့ဆိုလို့ရှိရင်ဆရာဝန်ကဆေးလားဆိုလို့ရှိရင်တိုက်ရိုက်ကဲတာကဆေးဟုတ်ကဲ့အဲ့ဒီဆေးတောက်ရအောင်ဘယ်သူကကဲတယ်ဘယ်သူကပြောတော့ဆိုဆရာဝန်ကပြောတယ်သို့တော့ဆရာဝန်ကြီးဆေးမပါဘူးဆိုရင်ကြောက်ပါမလားမကြောက်ဘူးအဲ့ဒီသဘောကိုသိချာစဉ်းစားတော့ဆရာဝန်ကဆေးညွှန်းတယ်ကိုယ်အဆေးတောက်တယ်ဆေးကကိုယ့်ရဲ့အသက်ကိုကဲတယ်အဲ့ဒီသဘောမျိုးလိုပဲယမမင်းကငရဲကြလာတဲ့ပုဂ္ဂိုလ်တွေကိုကဲတယ်ဆိုတာသူတို့လုပ်ခဲ့တဲ့ကုသိုလ်တရားလေးတွေကိုပေါ်ပေးတာပေါ်ပေးတဲ့အခါကျတော့ပြန်ပြီးတော့မှတ်ရတာတဲ့အခါကျတော့တကယ်ကဲသွားတာကဘယ်သူကကဲသူလုပ်တဲ့ကုသိုလ်ကကဲတာငရဲကြလာတဲ့ပုဂ္ဂိုလ်မှာကုသိုလ်ဆိုတာလုပ်တာရှိတို့တော့သူလုံးဝမေ့နေတဲ့အခါယမမင်းကြီးကပေါ်ပေးလိုက်တယ်မင်းဘယ်တော့မှမလုပ်ခဲ့တာပဲလို့ပြောတဲ့အခါကျတော့ဟာဟုတ်သားပဲဆိုဝမ်းသာတဲ့စိတ်တွေကုသိုလ်စိတ်တွေဖြစ်လာချက်ချင်းလွတ်ကုသိုလ်စိတ်ကကဲနော်အဲ့ဒါကိုယမမင်းကြီးကကဲလို့မအောင်မေ့သို့တော့ယမမင်းကြီးမပါပဲနဲ့ဒီကုသိုလ်သူတတိယပါယမမင်းကြီးကပေါ်ပေးတော်မှာပဲကုသိုလ်တတိမရဘူးဆိုလို့ရှိရင်ယမမင်းကြီးကဘာမှမတတ်ဘူးတချို့အထင်နဲ့ယမမင်းကငရဲမှာသွားရုံးနိုင်ပြီးတော့စီချက်တွေချနေတယ်ဒီလိုသွားထင်ဟောဒီလူချင်းငရဲခံစီဟိုလူချင်းငရဲကလွတ်စီဒီလိုစီချက်ချတာမျိုးသူမလုပ်ပါဘူးမလုပ်ဘူးကယ်လို့ရတဲ့ကယ်လို့ရမယ့်ပုဂ္ဂိုလ်ကယ်ဖို့ပဲသူသွားငရဲကိုတွန်းချတာမျိုးရှိဟုတ်ကဲ့ကယ်လို့ရတဲ့ပုဂ္ဂိုလ်ဘယ်နည်းနဲ့ကယ်လို့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုပေါ်ပြီးအမှတ်ရစီတကယ်ကယ်လိုက်တာကိုလုပ်တဲ့ကုသိုလ်ကံကယ်လိုက်တာလို့ပဲအဲ့တော့ဘုန်းကြီးတို့တွေကဘုသူ့ကိုအားကိုးရတယ်ဆိုတာသဘောပေါက်ကြလားကိုလုပ်တဲ့ကုသိုလ်ကိုပဲအားကိုးရမှာအားကိုးမလွဲစေနဲ့နော်ဘုန်းကြီးတို့ပြောကြတယ်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအနန္တတကုရှင်လည်းဖြစ်တယ်အဲ့ဒီလိုအနန္တတကုရှင်ဖြစ်ပြီမဲ့လို့လူတယောက်ဒုက္ခရောက်နေလို့ရှိရင်အကုသိုလ်ကံတွေကကြီးမားလွှမ်းမိုးလာတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားကယ်လို့ရတယ်မကယ်နိုင်ဘူးကုသိုလ်မမှန်ရင်လည်းမြတ်စွာဘုရားကမမတာနိုင်ဒါကြောင့်မို့တချို့ကပြောတယ်ဘုရားဆိုတာလောကမှာကိုယ်ဝယ်ကြတဲ့ပုဂ္ဂိုလ်တွေလိုက်ပေါ့တချို့ပုဂ္ဂိုလ်တွေမှားတယ်ဘုရားကိုယ်ဝယ်ကြဘုရားသခင်မှားတာပဲလို့ပြောကြဟုတ်ကဲ့ဘုရားသခင်မှားတာပဲတကယ်ကတော့ဘုရားသခင်မဟုတ်ဘူးကံကံမှာနော်ကိုလုပ်ခဲ့တဲ့ကံဒီကံဆိုတာတခြားကံတလွဲသွားပြီးတော့လွဲမှားဆိုတာထင်းနေမယ်ဆိုလို့ရှိရင်ဒါလည်းမှားရတဲ့အမြင်တစ်ခုနော်ကိုယ်ကိုတကယ်မှားတာဘုရားမဟုတ်ဘူးကံတရားပဲဖြစ်တယ်ကြည့်လေမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကတရားဓမ္မဟောလို့တရားဓုတရားနဲ့ရသွားတဲ့ပုဂ္ဂိုလ်တရားကိုအေးဒီဘေကုจิตာယံလာခဲ့လို့ဆိုပြီးတော့သာသနာတော်ကိုဖိတ်ခေါ်လိုက်တဲ့အခါမှာလူအသွင်ပြောက်ပြီးတော့ယဟန်အသွင်ရောက်လာတယ်ဆိုတာပရိက္ခဒ၈ပါးပြုပြီးတော့ဆုတောင်းခဲ့တဲ့ပုဂ္ဂိုလ်မှရတယ်
လူတိုင်းကိုလုပ်ပေးခြင်းတရားနော်မရဘူးအကယ်၍သာဘုရားကကရုဏာရှင်ဖြစ်သည့်အတွက်ကြောင့်မဟာကရုဏာရှင်ဖြစ်သည့်အတွက်ကြောင့်လူတိုင်းကိုချမ်းသာအောင်လုပ်ပေးမှာဟောဖြစ်နိုင်ပါ့မလားမဖြစ်နိုင်ဘူးကံမပါလို့ရှိရင်ဘာမှကိုကဲ့တဲ့လို့မရဒီခါတော့မှပုံမှုလူတွေဖြစ်ရှိတယ်တိတ်ချင်းရဲနေတဲ့လူတယောက်ကိုမကျင်တော့ဘယ်လိုလုပ်လို့ဆိုအဲ့ဒီလူကဒီလမ်းကနေအမြဲတမ်းသွားတယ်သူကအပေါ်မော့ပြီးသွားလို့ရှိတယ်ဒါကြောင့်မလို့သူမြင်အောင်လို့ဆိုပြီးတော့အဲ့ဒီပစ္စည်းလေးကိုအပေါ်အချိတ်ထားအဲ့ဒီနေ့ကျတော့ပါလိုက်သွားတယ်မဟုတ်သွားဘူးအော်ဒီကောင်မဟုတ်သွားတာပဲနောက်ရကျတော့အောက်ချအဲ့ကျတော့မော့သွားတယ်ကံမရှိတဲ့လူကျတော့ကျမ်းမာပြီးတော့ကိုဝဲမှာဟုတ်ပါလားကိုကြီးချင်းလို့မရဘူးကံမပေးပြီဆိုလို့ရှိရင်ဘာမှမရဘူးအဲ့ဒါကြောင့်ကံကောင်းအောင်လုပ်ပြီးကြမဟာလူငယ်တရားမင်းရဲ့ဝတ္ထုတွေ့ကြပါလေဖတ်ပြကြပါလေမဟာလူငယ်ဘဝကအငယ်ဆုံးသတိဖြစ်တဲ့သူစာတာလို့လည်းခေါ်သူစာတာကသူ့ကိုယ်သူပဲဖိလိန်အနှပြင်ပြီးတော့နေတာသူ့လိုကောင်းတော့မလုပ်တဲ့အခါတေတော့ဘယ်တော့ဖြစ်တယ်ဆိုလို့သူကဗျိုင်းမှသွားဖြစ်တယ်တရားမင်းကြီးကအဲ့ဒီဗျိုင်းမှကိုလက်ချက်အောင်သူလုပ်ပေးတယ်ဘူးဘာလို့လို့ဆိုရင်ဒီတန်းပေးဗျိုင်းဆိုတာမျိုးကလည်းငါတတ်သားတဲ့တိရစ္ဆာန်မျိုးပဲပါဏာတိပါဒကျူးလွန်တဲ့အကောင်မျိုးအဲ့ဒါကိုပါဏာတိပါဒဆောက်တည်ခိုင်းတယ်ဘာလို့ခိုင်းတယ်ဒီလိုဆောက်တည်ခိုင်းတယ်တရားမင်းကသူ့စီကိုခေါ်ကြတယ်ဒီတိုင်းခေါ်လို့မရဘူးဟုတ်ကဲ့ဘာလို့ကတိလကျင့်ခိုင်းတဲ့အခါကျတော့တိလကိုဆောက်တည်တဲ့ရိုက်ပေါ်ကနေတွတ်ပြီးသူ့ဘဝရောက်လူဘဝရောက်တော့တရားမင်းကလိုက်ပြီးတော့ဆောက်ရှောက်တယ်လူဘဝရောက်တဲ့အခါမှာလည်းနတ်ပြည်ဖြစ်အောင်လို့ဆိုပြီးတိလကိုဆောက်တည်ခိုင်းတယ်တိလကိုခိုင်းတဲ့မှာဆောက်တည်လိုက်ပြီဆိုတဲ့အခါကျတော့မှသူဟာတတိယဘဝကျမှနတ်ပြည်ရောက်သွားတယ်အဲ့တော့ဘာလို့မလုပ်လဲကုသိုလ်ပဲခိုင်းတယ်ဒီယမမဲလာတဲ့အဲ့တိုင်းသူကစီရင်ချက်မချဘယ်သူကစီရင်ချက်ကံတရားနာပဲစီရင်ချက်ချလွတ်ရအောင်လို့သူကလုပ်ပြီးကုသကံလုပ်ပြီးတာဒါကြောင့်မို့ယမမင်းဆိုတကယ်သူတော်ကောင်းကြီးစေရနာဝတ္တနော်ဒါဘုရားဘာသာကျမ်းစာမှာစာပေမှာပါတဲ့ယမမင်းအဆိုးဆုံးမဟုတ်ဘူးသူကတတ်တဲ့ငရဲစကားဝါတွေမှာသွားပြီးသူယုံထိုင်တာကဘာအတွက်ယုံထိုင်တာလဲငရဲကြတာတဲ့ပုဂ္ဂိုလ်ကြီးကယ်လို့ရရင်ကယ်ဖို့ဆိုတဲ့အနေနဲ့သွားယုံထိုင်တာတကယ်စေတနာကောင်းတဲ့ပုဂ္ဂိုလ်နော်ငရဲကြသွားတဲ့ပုဂ္ဂိုလ်တွေကသူစောင့်နေတဲ့အခါဒီဝတ္တတသုတ်တံမှာဟောတာဖြစ်ရှိလောကမှာတဲ့တချို့လူတွေကအကျင့်စရအမတန်ဆိုးကြမကောင်းတဲ့အပြောတွေမကောင်းတဲ့အတွေးတွေဟုတ်လားမကောင်းတဲ့အလုပ်တွေလုပ်ကြတယ်ဒုစရိုက်အလုပ်တွေတွင်တယ်လုပ်ပြီးတော့တည်တဲ့အခါကျတော့ဘယ်ရောက်သွားဆင်းရဲဒုက္ခများတဲ့ငရဲကိုရောက်သွားတယ်တည်လိုက်တာလည်းအဲ့ဒီကိုရောက်သွားတဲ့အခါကျတော့ဇမမင်းကြီးကငရဲတကားဘဝမှာသူကထိုင်နေအဲ့မှာသွားစောင့်နေတော့ငရဲတွေကိုတွန်းပို့ပဲငရဲသားတွေဆိုတာလည်းကံကြမ္မာအမြတ်ဘုရားလည်းဖြစ်တတ္တဝါတွေကိုမြင်စေဖို့ဆိုတာသူတို့ကလည်းတချို့ကလူဆိုတာတော့အပျော်လာလုပ်တဲ့လူပဲရှိတယ်အဲ့ဒီငရဲမှာလည်းတချို့ငရဲသားတွေကခုနကစိတ်ဓာတ်မျိုးတွေတက်ဒုက္ခရောက်တဲ့လူတွေဒုက္ခပေးခြင်းနဲ့လာနေတယ်အဲ့လိုလူကလည်းရှိတယ်လူလောကမှာလည်းလူဆိုးတွေရှိလားရှိတယ်လူတကာလိုက်ဒုက္ခပေးတဲ့လူဆိုးရှိတယ်လို့ပဲကျန်တဲ့ပုံပွားတွေမှာလည်းအဲ့ဒီလိုအဆိုးဝါးတွေရှိအဲ့ဒီအဆိုးဝါးတွေလုပ်ချင်တာလုပ်လို့မရအောင်မြမမင်းကြီးကသာဆောင်ပေးကဲလူကြီးကလူတယောက်အကောင်းမှုဒုစရိုက်တွေကျူးလွန်ပြီးတော့ငရဲကြီးရောက်လာတဲ့အခါကျတော့ခုနက
ဖန်ခေါ်တယ်သူတို့နေနေမိတ်ထဲလည်းရောက်တော့အဲ့ဒီလူကိုဖန်ခေါ်တယ်လူဝါတည်သွားပြီဒီနေ့ကြားတော့ပုဂ္ဂိုလ်ကဖန်ခေါ်သွားတယ်အဲ့ဒီလိုဖန်ခေါ်သွားတဲ့အချိန်ဇမမင်းကြီးစီသွားဇမမင်းကြီးကိုသူတို့ကပြောရတာရှင်မင်းကြီးတဲ့ဟောဒီလူဟာအမေလည်းမလုပ်သေးဘူးတဲ့အဖေလည်းမလုပ်သေးဘူးအမေကိုလည်းခေါ်တော့ကန်းလုပ်တယ်အဖေကိုလည်းခေါ်တော့ကန်းလုပ်တယ်ဆွေတွေမျိုးတွေလည်းဘယ်သူမှမလေးစားဘူးသူတော်စင်သူတော်မြတ်တွေလည်းစော်ကားတယ်ဒီလူကိုအမိန့်တံအပြစ်ဒဏ်ချပါဒါမို့လေဘာလို့လဲဆိုတော့အဲ့ဒီငရဲနယ်မြေမှာသွားပြီးတော့ဖြစ်လာတဲ့တတ္တဝါဘွားကနဲ့ဥပပတ္တိဥပပပရိသေတွေအနေနဲ့သွားပြီးတော့ဖြစ်တာဖြည်းဖြည်းချင်းမွေးပြီးတော့ကြီးလာတာမဟုတ်ဘူးအဲ့ဒီမှာပြောမယ်ဆိုရင်ရောင်နေနဲ့ရောက်သွားတာပေါ့နော်ကံကနေပြီးတော့တွန်းပို့လိုက်တယ်ငရဲပြေရောက်သွားတယ်အဲ့ဒီလိုရောက်ဒီလူခန္ဓာကိုယ်ကြီးနဲ့ရောက်တာမဟုတ်ဘူးဘဝတစ်ခုပြောင်းပြီးအဲ့ဒီလိုရောက်တာချက်ချင်းလူခန္ဓာကိုယ်နဲ့ရောက်တာဒါနဲ့ပြောအောင်အတွေ့အကြုံလေးတွေပြောတာနော်ကိုလည်းတွေ့တော့တွေ့ခဲ့ပြီမှာပေါ့သို့တော်လည်းလူတွေဆိုတာမေ့ကြတာပေါ့လူတိုင်းမှာဘဝကတေးတာကြတာရှိတယ်အဲ့တော့လူတွေဟာတစ်ခါကျတော့ရုပ်တရက်သေဆုံးသွားလို့ရှိရင်ကိုသေးတာမသိဘူးဒါလည်းဟုတ်တယ်နော်ကိုသေးတာမသိဘူးကိုသေးတာမသိဘူးကိုအလောင်းကိုပြန်မြင်နေတာဒီနားမှာရှိလို့ရှိရင်ကိုအလောင်းကိုကိုသေးတာမသိဘူးဆိုတော့ဘဝတစ်ခုကနောက်ထပ်ဘွားကနေဖြစ်လာတဲ့အခါကျတော့ဒီဘဝတော့လူတို့ပဲအောက်မေ့နေတာအဲ့လိုအောက်မေ့နေပြီးအတွက်ကြောင့်သူ့စိတ်ထဲမှာအော်ဒါငါအိမ်ပဲဒါငါမိသားစုပဲဒါငါသားသမီးတွေပဲဒါငါပစ္စည်းပဲဆိုပြီးသွားလိမ့်ရှိတယ်အဲ့ဒီကိုရောက်တဲ့အခါသူ့ကိုဘယ်တော့မှအသိမှမပြုဘူးမြင်လည်းမမြင်ဘူးခေါ်လည်းမခေါ်ကြဘူးနောက်ဆုံးမှသူမွေးထားတဲ့ခွေးရတာသူ့ဟောင်းဘာဖြစ်လို့သူကယုတ်ကြီးကပြောင်းနေယုတ်ပြောင်းတော့အဲ့ဒါလိုဖြစ်တာနော်အဲ့လိုဖြစ်တယ်တည်သွားပြီးရင်ကိုယ့်ကိုမသိဘူးဆိုတော့ဘုန်းကြီးတို့သာပေရဲမှာပါယဟန်တော်တစ်ပါးကမ္မထမ်းထိုင်ကမ္မထမ်းထိုင်နေကနေခုခေတ်လိုပြောရင်ဟတ်တဲ့နေမှာတော့မဟုတ်ဒီဖြတ်သွားနော်ကမ္မထမ်းထိုင်နေရင်လည်းပြန်တော်မူသွားပြန်တော်မူသွားပြီးချင်းနတ်ပြည်ရောက်ပြီးတော့နတ်သားတော်ဖြစ်နတ်သားတော်ဖြစ်တော့သူ့ကိုယ်သူနတ်သားလို့မထင်ဘူးအိပ်ပျော်ရလို့လာတဲ့ပုဂ္ဂိုလ်ကြီးအောင်ယဟန်လိုပဲထင်ထိုင်ရကြီးတယ်တဲ့ဟိုမှာအဲ့တော့သူ့ရဲ့အချမ်းအယံဖြစ်တဲ့နတ်သမီးတွေဘုံဘိမှန်ကနေဆင်းလာကြပြီးတော့သူ့စီလာကြတာဟောအေးတို့ဘိမှန်ရှင်တော်ရောက်ပြီဆိုပြီးလာကြတော့သူကဘယ်လိုထင်အေးဓမ္မတွေကြောင်းလာကြတာနဲ့တူတယ်အဲ့လိုထင်တယ်သူသိတော့မသိဘူးဓမ္မတွေလာကြပြီဧည့်သည်တွေနဲ့တူတယ်လို့ဆိုပြီးသင်္ကန်းတွေပါပြင်ဖို့ပြီးတော့သူကစက်ကုန်တွေချပြီးငုတ်တုကြီးဒီတိုင်းနဲ့ထိုင်အဲ့လိုထိုင်နေတဲ့အခါကျတော့ခုနကနတ်သမီးတွေကသဘောပေါက်တာဩဒါဘုန်းကြီးဘဝလာတဲ့နတ်သားနေမှာပဲသူကသူဘုန်းကြီးချင်းနေတော့ပဲဆိုပြီးတော့မှန်ထောင်ပြရတယ်ပြောတာအဲ့လိုမှန်ထောင်ပြတဲ့အခါမှာကြည့်လိုက်တော့မှသူ့ပုံပန်းတန်ကပြောင်းနေပြီဘုန်းကြီးမဟုတ်တော့ဆိုသိရတယ်ဒါလည်းယုတ်တိရှိတကယ်ယုတ်တိရှိယုတ်တိရဲ့ဖြစ်သွားတာလူကကိုယ်သေးတာမသိလိုက်တာရှိညာနောက်မောပြန်မွေးတာလည်းယုတ်တိရဲ့မွေးလိုက်တာဆိုတော့မသိတော့အဲ့ရကနေလန့်လို့တယ်လို့ပဲဖြစ်သွားအိပ်ပျော်ရကနေလိုးလာတဲ့ပုံစံမျိုးဖြစ်တယ်သို့တော့အရင်ခန္ဓာကိုယ်ကြီးမဟုတ်တော့ဘူးခန္ဓာကိုယ်ကြီးရဲ့တမျိုးဖြစ်နေတရေသိတဲ့လူကြတော့ဘလို့ဖြစ်တယ်ဆိုတော့ဒီဘဝတည်တော့ဘိုးကျတော့ဆောင်းကြောင်ထိုင်ရည်ဖြစ်တယ်ဆောင်းကြောင်ထိုင်ရည်ဖြစ်တယ်သူ့ကိုယ်သူကြည့်လိုက်တဲ့အခါကျတော့ငါဒီနားမှာတော့ထိုင်နေတယ်ပါလေကြည့်လိုက်တယ်ဒီကိုယ်လုံးနဲ့အမွှေးတွေအမေနေနဲ့တယ်ကိုတရားသွားခြင်းပြီဆိုပြုတ်ခနဲ့ရောက်သွားဒီနေရာသွားခြင်းပြီဆိုလည်းပြုတ်ခနဲ့ရောက်သွားအဲ့ကြတော့အော်ငါသေးလာပြီငါတရေဖြစ်နေပါလားအဲ့ချက်မသိ
လောကဖြစ်ဘဝတန်တရားအမြဲတမ်းအထူးဆန်းတယ်နော်အေကောင်းကြီးငရဲရောက်လာတဲ့လူကိုယမမင်းကြီးကလည်းပြီးတော့ခေါ်ယမမင်းကြီးစီခေါ်လာကြတယ်ခေါ်လာပြီးတော့ဒီလူကိုအပြစ်ဒဏ်ချမှတ်ပါတဲ့ဒီလူကအလွန်ဆိုးတဲ့လူအမေတော်ကားခဲ့တယ်ဖေးတော်ကားခဲ့တယ်သူတော်ကောင်းတွေကိုပြစ်မှားတယ်ကိုယ့်ရဲ့ဆွေမျိုးတွေနဲ့အကြီးအကဲတွေကိုဘယ်သူမှဂရုမစိုက်ဘူးဒီလူကိုအပြစ်ဒဏ်ခတ်ရတယ်ဒါကြောင့်မို့သူငရဲရောက်လာတယ်အဲ့ဒီလိုလာပြီးတော့ယမမင်းကြီးစီအပ်တဲ့အခါကျယမမင်းကြီးကတနာတာအမတန်မှကျင်လာတဲ့ဇလုံးနဲ့ဖြည့်ပြီးတော့အေးအမောင်ယောက်ျားယောက်ျားလေးကြားလို့ကြည့်နော်အမောင်ယောက်ျားတဲ့ဒီလူပြေမှာနေတော့ကနတ်တွေကလွတ်ထားတဲ့တမန်တွေမတွေ့ကြဘူးလားဒီမိကုန်းကိုနေနော်ပထမဆုံးပထမတမန်ကိုမင်းမတွေ့ကြဘူးလားဆိုကိုလူကနားတယ်ကောင်းရန်တွေ့တယ်အေးမင်းငါပြောတာနားမလည်ဘူးနဲ့တူတယ်ကဲငါတိုက်ရဲ့ကြောင်းနဲ့လူပြေမှာမဲ့အဖိုးကိုပွားဖို့တွေ့ကြဘူးလားတွေ့ကြပါလေအဖိုးကိုပွားဖို့တွေ့တဲ့အခါကျတော့ငါလည်းပဲကိုရအောင်ပါပဲမအိုးခင်ငါကုသိုလ်ကောင်းမှုတွေလုပ်မှာပဲလို့မင်းမတွေးမိဘူးလားဆိုတော့ကျွန်တော်တို့မတွေးမိပါဘူးတဲ့အေးပြောခဲ့တာကုသိုလ်ကောင်းမှုလုပ်တော့မဆန်းဘူးနော်အဲ့ဒါကြောင့်မလို့တတိထားတာယမမင်းကြီးကလည်းမဖြေနိုင်တဲ့နေတယ်အဖိုးကြီးဖွားကြီးတွေတွေ့လို့ရှိရင်ငါလည်းကိုရအောင်ပါပဲမအိုးခင်ကုသိုလ်ကောင်းမှုတွေလုပ်မှာပဲဆိုပြီးကုသိုလ်လုပ်တတိယအမှတ်တမဲ့နေတယ်ဟုတ်ကဲ့ဒီအကျွေးလေးကိုတွေးတာငါလည်းပဲတနေ့ကိုရအောင်ပါပဲဒီဒါဇမမင်းကြီးကတင်ပေးတာသူ့နော်အဲ့လိုမတွေးပြီးလည်းမတွေးပြီးတော့ကျွန်တော်ပြောပေးခဲ့ပါအေးဒီအကုသိုလ်တွေကသူလောက်တာမှမဟုတ်ဘူးတဲ့မင်းလောက်တာမင်းလောက်ရင်တော့မင်းခံရမှာပဲမင်းအမေနဲ့မဆိုင်ဘူးအဖေနဲ့မဆိုင်ဘူးဆွေမျိုးတွေနဲ့မဆိုင်ဘူးမင်းလောက်တာလည်းတော့မင်းခံရမှာတဏှာလို့ဒီမှာမင်းကြီးကအထုတ်တတ်တာဟုတ်ကဲ့ကဲဒီကောင်ပထမဟာမေးလို့မရဒုတိယဆိုရင်မင်းဒုတိယတမန်တော်ကြီးကိုတွေ့တာမတွေ့ပါဘူးမင်းမသိသေးတဲ့ဒုတိယတမန်ဆိုတာအမလေးအလိုလေးနဲ့ဆင်းရဲဒုက္ခရောက်နေတဲ့လူမမာကိုမင်းမတွေ့ခဲ့ဘူးလားလူနာတွေတော့တွေ့ခဲ့တာဒီလူနာတွေတွေ့ရင်ငါလည်းပဲတနေ့ကြာလို့ရှိရင်ရှားနိုင်ရတဲ့လူနာမျိုးဖြစ်မှာပဲမဖြစ်ခင်ကကြိုတင်ပြီးတော့ဥဒ္ဒကောင်းမှုတွေများများလုပ်ပါပဲမင်းမတွေ့ဘူးလားလို့ဆိုမတွေ့ပါဘူးတဲ့မေးနေတော့ပဲအေးဒါဆိုလို့ဒီအမှုကိုပြစ်ပြီးမင်းပဲခံရမှာဥဒ္ဒကောင်းမှုညာတတိယကိုပေါ်ပေးနေတာနော်အေးဒုတိယလည်းမသိဘူးဆိုတော့ဒါဖြင့်တတိယတမန်ရောမင်းမြင်ခဲ့တာလို့ဆိုတတိယတမန်ဆိုတာကပြောတာလေဒီတတိယတမန်ဆိုတာတခြားမဟုတ်ဘူးမင်းလူသေးတွေမတွေ့ခဲ့ဘူးလားတွေ့ခဲ့ပါလေဘုရားလောင်တော်တယ်ဆိုတာလေသူ့သူနာသူသေးဟောလားဟုတ်ကဲ့ဒီနမိတ်ကြီးတွေမြင်ပြီးတော့တော်တတ်တာလေအဲ့ဒါတော်တတ်တာဘာလို့လဲစဉ်းစားလို့ဘုန်းကြီးတို့တွေကိုယ်တွေဖွားတွေတွေ့မစဉ်းစားကြဘူးဘိုးဖွားတွေတွေ့တယ်စဉ်းစားဟုတ်လားသူသာအိုတယ်ငါအိုဘူးလို့ပဲတွေ့တာပါဘုံဘုံငယ်ငယ်တုန်းကလည်းအဲ့ဒီလိုတွေးတယ်ဒီကိုကြီးဖွားကြီးတွေမွေးကြတဲ့ကိုကြီးဖွားကြီးတွေမှာငါတို့တော့အဲ့လိုဖြစ်မှာမဟုတ်ဘူးအဲ့လိုအောင်မေ့နေတယ်အခုတော့ကိုကြီးဖြစ်နေတယ်ခုမှသိရနော်အဲ့တော့ငယ်ငယ်တုန်းကတကယ်တွေးမိတယ်တွေးတာအဲ့ဒီပုံစံနဲ့တွေးတယ်ဒီကိုကြီးဖွားကြီးတွေမွေးကြတဲ့ကိုကြီးဖွားကြီးတွေမှာပဲအောင်မေ့တယ်ကဲကြည့်နော်တွေးရရတယ်တဲ့လူအိုတွေ့ရင်ငါလည်းကိုရအောင်ပါပဲကောင်းတာတွေလုပ်ပါပဲမအိုခင်ငါလည်းနာရအောင်ပါပဲကောင်းတာတွေအများကြီးလုပ်အောင်ငါလည်းသိအောင်ပါပဲမသိရင်ကောင်းတာတွေအများကြီးလုပ်အောင်ဒီလိုစဉ်းစားရတယ်စဉ်းစားပြီးတော့ကုသိုလ်ကောင်းမှုတွေနည်းနည်းလုပ်အောင်အဲ့ဒီလိုမလုပ်ခဲနဲ့မေ့လျော့ပြီးတော့နေမယ်အကုသိုလ်ဒုစရိုက်တွေနဲ့ပဲပျော်ပိုက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ဘယ်သူမပြုတ်မိမိမှုကိုလုံးတာကိုပဲခံအဲ့ဒါယမမင်းကြီးကအ
အခုလိုတမန်3ဦးနဲ့ပေါ်ထုတ်ပြီးတော့စစ်ပေမဲ့လို့အဲ့ဒါလို့မေးမြန်းနေမဲ့တချို့ပုဂ္ဂိုလ်တွေကအမေ့ကြီးပြီးတော့ကုသိုလ်ကောင်းမှုတစ်ခုမှမရှိတဲ့ပုဂ္ဂိုလ်တွေကြတာရှင်မမင်းကြီးကဘာစီရင်ချက်မှမချဘူးပြောစရာမရှိတော့ဘူးသူကခေါင်းလေးငိမ့်ပြီးတော့နှုတ်ပိတ်နေပြီဆိုရင်ဒီလိုငရဲတဲ့ဆက်ခွန်သွားတာပြီးအကယ်၍ယမမင်းကြီးကကုသိုလ်ကောင်းမှုလုပ်ထားတာတွေကိုယမမင်းကြီးကိုယ်တိုင်ကလည်းသိတယ်ယမမင်းကြီးကိုမျှဝေခဲ့တာယမမင်းကြီးကမှတ်ထားတယ်အဲ့ဒါလို့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်နေပါအောင်မင်းဘယ်တော့ကဘာလူတာပဲငါ့ကိုမင်းမျှဝေခဲ့တယ်မဟုတ်လားလို့ပေါ်ပေးလိုက်တဲ့အခါကျဟိုလူကစဉ်းစားတော့ဟာဟုတ်တယ်ဆိုအဲ့ဒီလူကငရဲလွတ်တော့ဘယ်သူကယမမင်းကြီးကလွတ်လိုက်တာမဟုတ်ဘူးသူ့ကံနဲ့သူလွတ်ပါကုသိုလ်တတိယလိုက်တာနဲ့ကုသိုလ်ကံကအကျိုးပေးဖို့အတွက်ချက်ချင်းအကုသိုလ်ကံကိုဖယ်ရှားပြီးတော့ကုသိုလ်ကံရဲ့အကျိုးကိုထုတ်လုပ်တာကံတရားတွေဆိုတာအလွန်ဆွမ်းအားရှိတယ်နော်ကံမကောင်းအကြောင်းမှလို့ပဲချသွားပြီပဲကုသိုလ်ကံရှိရင်အဲ့ဒီကုသိုလ်ကံကပြန်ကယ်သွားနိုင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ငရဲအသက်နဲ့လူအသက်ကမတူဘူးငရဲရဲ့အသက်ကကံလေကံရှိတဲ့မြတ်ဘယ်တော့မှမသေးဘူးသူကကံပေါ်မှာမူတည်တယ်လူရဲ့အသက်ကကံပေါ်မှာမတည်ဘူးဘာလဲအသက်ဉာဏ်ဆောင်လို့ပြောကြတယ်ဟုတ်လားအသက်ကိုကံဆောင်လို့ပြောတာလားဉာဏ်ဆောင်လို့ပြောတာလားဉာဏ်ဆောင်လို့ပြောတာလူတွေဟာဟုတ်လားအသိဉာဏ်လေးနဲ့ญาတိဥဒုနဲ့ကောင်းနေမယ်ဟုတ်လားအစားအစာလေးကောင်းတာလေးစားမယ်ဆိုရင်အသက်ရှည်လာငရဲဘုံရောက်နေတဲ့တတ္တဝါတွေကြတာအဲ့လိုမဟုတ်ဘူးတဲ့ကံရှိရင်ခံပြီတော့ကံကမကုန်သေးရင်ကံကုန်သည်ထိခံသူတို့ရဲ့အသက်ကံအဲ့ဒီကံနဲ့အားကြီးတဲ့ကံတစ်ခုရလာပြီဆိုရင်အဲ့ဒီကံကိုဖြတ်တောက်လိုက်တာခုနယမမင်းကြီးကနေပေါ်ပေးလိုက်တဲ့ကုသိုလ်တတိယနဲ့အဲ့ဒီကုသိုလ်ကံကနေဖြတ်တောက်လိုက်ပြီးတော့ချက်ချင်းကုသိုလ်ကံအကျိုးပေးတဲ့ရှင်ရောက်သွားတယ်ဒါကိုလွတ်တာလို့ခေါ်တာတီယိုကျွန်းမှာအဲ့ဒါမျိုးဖြစ်ခဲ့တီယိုကျွန်းကတမီလူမျိုးဒီကခယန္တဆိုတဲ့တမီလူမျိုးဟာဘုရားကိုရွှေပြားကပ်ပြီးတော့လှူခဲ့ဦးတယ်အဲ့လိုရွှေပြားကပ်လှူတဲ့အချိန်မှာသူကရှင်မမင်းကြီးကိုမျှဝေခဲ့တယ်အဲ့ဒါကိုယမမင်းကြီးကနေမင်းလူဘွားတော့ငါ့ကိုမျှဝေခဲ့တာပဲမင်းမမှတ်မိဘူးလားလို့ပြောတော့တတိယတချို့ကြသူ့ဘာသူမှတ်ရသွားတာလည်းရှိတယ်လူဆိုတာအလားတရာတူတာလေးတစ်ခုလာလို့ရှိရင်မှတ်ရအေးသင်္ကန်းထူလူတဲ့လူကသင်္ကန်းရောင်တဲ့မီးရောင်တဲ့နီရဲဆိုတော့ခတ်ဆင်တယ်ဟုတ်ငရဲမီးကချက်နဲ့ငရဲမီးတွေလောင်လာမြင်တော့သူကဘာသွားတတိယလဲသူလူခဲ့တဲ့သင်္ကန်းလေးသွားတတိယရှင်မမင်းကြီးတောင်မဆက်လိုက်ရအောင်သူကလွတ်တော့ကုသကံမှတ်ရလို့ရှိရင်လွတ်တခါတော့စာအုပ်တို့ထက်ခတ်ဖူးတယ်အဲ့ဒီလူကဘုရားဘာသာမဟုတ်ဘူးသို့တော့ဘုန်းကြီးကျောင်းတစ်ကျောင်းတိမ်မာမိုးတက်ကယ်ရွာထဲမှာတက်ကယ်လိုက်ပြီးတော့လှူခံတော့သူ့အိမ်မှာလည်းတက်ကယ်ရှိတယ်တက်ကယ်တစ်ပြည့်လှူလိုက်တယ်ဆိုလားအဲ့ဒီဘုရားဘာသာမဟုတ်ဘူးမဲ့သူကလှူလိုက်တဲ့အခါကျတော့ဒီနေ့ကျတော့သူသေငယ်ကောင်းနဲ့မျောသွားတဲ့အခါခုနကငရဲသားလို့ကြောက်เสียလူကြီးမြောက်ကသူ့ကိုဆွဲပြီးတော့ငရဲဦးတွေပြစ်ချလိုက်တဲ့အခါကျတော့ခုနကတက်ကယ်နှစ်ဖြစ်ကအောက်ကနေခံလိုက်တယ်ငရဲဦးတွေမရောက်ဘူးဒါနဲ့နောက်တစ်ခါထပ်ပြည့်နဲ့အောက်ကတက်ကယ်တွေကခံထားတယ်နောက်တစ်ခါထပ်ပြည့်တက်ကယ်တွေကခံသွားတယ်အဲ့ဒါလည်းသူပြန်ပြီးတော့တတိယလာပြန်တတိယလာတဲ့အခါကျတော့ဒါသိငယ်တော်နဲ့မျောသွားပြီပြန်တတိယဒီတက်ကယ်လှူခဲ့တာကြောင့်ငါငရဲမကြတာပဲလို့ဆိုပြီးတော့အဲ့ဒီကပြန်ပြောတဲ့ဇာတ်လမ်းလေးတစ်ခုရှိတယ်ပေါ့စာအုပ်တို့ထဲမှာအဲ့ဒီရေးထားနော်ဒါလည်းယုတ်တိတော့ရှိတာအေးဘဝဆိုတာကိုလုတ်ခဲ့တာတွေကိုဖြစ်ကြတာ
အဲ့ဒီလိုငရဲရောက်သွားတဲ့ပုဂ္ဂိုလ်တရားယမမင်းကြီးကနေပြီးတော့ခေါ်ထုတ်ပြီးတော့မပေးနိုင်တော့အောင်အကုသိုလ်တွေကြီးပဲလှုပ်လာတဲ့ပုဂ္ဂိုလ်ကြတယ်ငရဲယမမင်းကြီးကငြိမ့်နေလိုက်တယ်ဘာမှဆက်မပြောတော့မပြောတာတဲ့ကြိုင်နဲ့ပဲခုနကခေါ်လာတဲ့ငရဲသားတွေကလက်ဆွဲအတင်းခေါ်ပြီးတော့ညှင်းဆဲတဲ့အလုပ်တွေစလုပ်ကြတာပါစာထဲမှာဘလို့ညှင်းဆဲတယ်ဆိုလို့ရှိရင်သူ့ကိုလက်နှစ်ဖက်ခြေတော်နှစ်ဖက်ရင်ဝတန်ရုံကြီးတွေရိုက်ခွဲညာတယ်လက်ဝါးနှစ်ဖက်ကိုလည်းပဲတန်ရုံတွေရိုက်ခွဲတယ်ခြေတော်နှစ်ဖက်ကိုလည်းပဲတန်ရုံတွေရိုက်ခွဲတယ်နောက်ဆုံးရင်ဝတဲ့တဲ့တန်ရုံကြီးတွေရိုက်ခွဲတယ်အဲ့ဒီငရဲကအဲ့ဒီဒုက္ခကြီးဘလောက်ကြီးလိုက်တယ်ဆိုတာစဉ်းစားကြည့်မသိချင်းခံရောသိလည်းမသိသိလည်းမသိအဲ့ဒါပြီးတော့မလုပ်လဲလို့ဆိုလို့ရှိရင်လက်အိတ်ခိုင်းပြီးတော့ဓမ္မတွေတကူလုံးကိုခုတ်ပစ်ကြတယ်ဓာတ်နဲ့ရွေကြတယ်အဲ့ဒါလည်းပဲဒီလိုကမသိခုတ်ပြီးပြန်ဆက်ပြန်ရှင်းအဲ့ဒါလိုနေအဲ့ဒီကနေပြီးတော့နောက်ဘာလုပ်လို့ဆိုလို့ရှိရင်အမတန်မှမိကြီးကလေးရဲနေတဲ့တောင်ပေါ်ကိုမောင်းတင်တော့အပေါ်တက်မိကြီးကသူမတက်ရင်နောက်ကရိုက်မိကြီးတောင်ပေါ်တက်လိုက်ဆင်းအဲ့လိုလုပ်နောက်ယထာမြင်းယထာတို့လိုလဲတို့လိုအပေါ်မှာကပြီးတော့မိကြီးပြင်ထဲမှာမောင်းတာမျိုးစုံမြင်းသေးတယ်နော်မြင်းသေးဖို့မြင်းဆိုင်လေးတွေမျိုးစုံကြတာအဲ့ဒီဝါဒတက်တော့နောက်ဆုံးကြတော့ဘာလို့တော့ခြေတော်နဲ့ချောင်းကိုင်ပြီးတော့ပွက်ဆူးနေတဲ့ငရဲအိုးကြီးတွေပြစ်ချတယ်ပြစ်ချလိုက်တဲ့အခါကျတော့ဒါလည်းမြုပ်တစည်းကြီးတဲ့ဝဲလေပြီးနောက်ဆုံးပေါ်လာတဲ့အခါကျတော့ပြန်ဆယ်ပြီးတော့ငရဲအိုးကြီးတွေဘဝကြီးငရဲကြီးတွေပြစ်တော့လိုက်တယ်ကံမကုန်တဲ့အဲ့ဒီပုဂ္ဂိုလ်ကခန်းနေရောအဲ့ဒါတွေကိုမြင်တဲ့အခါကျတော့ရှင်မမင်းကြီးကတဏှာလို့သူ့ရဲ့ခန္ဓာတွေသူထုတ်ဖော်ပြောတယ်ဒီချိန်လူဘဝရလာရင်တော့ကောင်းတယ်သူဒီဒုက္ခတွေသူကမြင်နေတော့တဏှာလူဘဝရမှဒီဒုက္ခတွေကလွတ်နိုင်မှာဘူးလူဘဝရရင်တော့ကောင်းနိုင်တယ်လူဘဝရတဲ့အချိန်မှာဘုရားမြတ်ပွင့်လာတော့ကောင်းနိုင်တယ်ဘုရားပွင့်နေတဲ့ဘုရားကိုစိကကိုးကွယ်တယ်တော့ကောင်းတယ်အဲ့ဒီစိကကိုးကွယ်တဲ့ဘုရားကငါ့ကိုတရားဟောရင်တော့ကောင်းတယ်ဘုရားတရားကိုသိရှိနားလည်ရရင်တော့ကောင်းတယ်ဆိုတဲ့ဒီဆန္ဒကိုထုတ်ပေါ်ပြောကြပါလေ။ဒါကြောင့်ဘုရားရှိခိုးဘုရားရှင်ပြိဿတို့ဒီဇမမင်းကြီးဆန္ဒပြုခဲ့တဲ့ဒုရတွေကလူဘဝရနေကြပြီနော်။ဘုရားပွင့်တဲ့သာသနာမှာလည်းပဲခွန်ကြီးတို့တွေကျုံနေကြပြီ။သာသနာတော်ကိုကိုယ်ဝယ်စိတ်ကတဲ့ပုဂ္ဂိုလ်တွေဖြစ်သောကြောင့်ဘုရားကိုလည်းပဲစိတ်ကကိုယ်ဝယ်နေကြရပြီ။မြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေဒီကနေ့ထိထွန်းကားနေတဲ့ဖြစ်တော့ဘုရားဟောတဲ့တရားတွေကိုလည်းပဲဓမ္မရိကဆရာတော်တွေရှိရကြားနာရပြီ။အဲ့ဒီတရားတွေကိုလည်းထပ်တဲ့နှစ်ယောက်တို့သိရှိနားလည်ကြရပြီ။ဒီရဲ့ပိုတိတို့တွေသီလတော်ရီပညာဆိုတဲ့ဘာဝနာကျင့်စဉ်တွေကိုကျင့်ပြီးတော့နောက်ဆုံးဟာတဏှိဒုက္ခဆိုတဲ့နိဗ္ဗာန်အငြိမ့်ဓာတ်ကိုရမှာပါလေဒီဆင်းရဲဒုက္ခတွေတို့ခွင်းလုံးကျွတ်တော့မှာပါလားလို့ကိုယ်စီသဘောကျပြီးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုသိတဲ့သိအောင်ဒါနကောင်းမှုပြုတဲ့နေရာမှာဒါနအကြောင်းသိဒါနလုပ်ဖို့သီလအကြောင်းဟောတဲ့အခါမှာသီလဆောက်တည်ဖို့သမထဝိပဿနာဘာဝနာတရားအကြောင်းဟောတဲ့အခါမှာသမထဝိပဿနာဘာဝနာတွေကိုရှင်းရှင်းကျွတ်ကိုအထုတ်ပြီးတော့အတိညာလူတွေရလို့နောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတဲ့အခါကျတော့တဏှာထဲမှာကြုံတွေ့နေရတဲ့အခုလိုပြောခဲ့တဲ့အပေပုံမှာကြားရောက်ပြီးတော့ဒုက္ခမျိုးမျိုးခံရတာဘုံဘဝထဲမှာရှိနေပြီးတော့ဒုက္ခမျိုးမျိုးအိုနာတိဆိုတဲ့ဒုက္ခမျိုးတွေကမလွတ်နိုင်အဲ့ဒီဒုက္ခတွေအားလုံးကလွတ်ရငြိမ်းရချုပ်ရဖြစ်တဲ့နိဗ္ဗာန်ကိုတို့တွေရောက်ရှိကြတာဧကံဖြစ်တယ်လို့ကိုယ်စီကိုယ်ကရရှိထားတဲ့အခွင့်ကောင်းကြီးကိုလက်လွတ်ဆုံးရှုံးခြင်းမဖြစ်စေဘဲနဲ့တတိတရားကြီးစွာဖြင့်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်း